အချမ်းဖက်စစ်တပ်၏အပိုင်း1ရွေးကောက်ပွဲမဲပေးသူဥယျာဉ်နေပါစွာဖြင့်ပြီးဆုံးခဲ့ကြောင်း Reuters CNN အပါအဝင်နိုင်ငံတကာသတင်းဌာနအများစုကသတင်းဖော်ပြကြပြီးမြို့နယ်ပေါင်း102ခုတွင်အချမ်းဖက်စစ်တပ်ကပြုလုပ်ခဲ့သောမြန်မာရွေးကောက်ပွဲမှာအပိုင်း1ပြီးစီးခဲ့တော့လည်းမဲပေးသူလူဥယျာဉ်နေပါကြောင်းလက္ခဏာများတွေ့ရကြောင်းပြည်တွင်းစစ်ရိပ်အောက်တွင်ကျင်းပပြီးရလက်အပေါ်ယုံကြည်စိတ်ချရမှုအပေါ်မေးခွန်းထုတ်ခံနေရချိန်မဲပေးသူဥယျာဉ်အလွန်နေပါသည့်လက္ခဏာများတွေ့ရှိခဲ့ရကြောင်း Reuters သတင်းဌာနကဆိုတယ်AP သတင်းဌာန၏သတင်းဖော်ပြချက်တွင်ရန်ကုန်မြို့ရှိမဲရုံတရုတ်တွင်မဲရုံပိတ်ပြီးနောက်မဲစရင်ရှိသူ1430ဦးအနက်924ဦးသာလာရောက်မဲပေးခဲ့ကြရာမဲပေးပိုင်ခွင့်ရှိသူစုစုပေါင်း၏39%အောက်သာရှိကြောင်းတွေ့ရှိရတယ်ဟုဖော်ပြထားတယ်။ကုလသမဂ္ဂအနောက်နိုင်ငံချို့နှင့်လူ့အခွင့်အရေးအဖွဲ့များကမူစစ်ကောင်စီအားစန့်ကျင်သည့်နိုင်ငံရေးပါတီများပါဝင်ရှင်ပြိုင်ခွင့်မရခြင်းနှင့်ရွေးကောက်ပွဲအပေါ်ဝေဖန်ခြင်းကိုဥပဒေအရတားမြစ်ထားခြင်းတို့ကြောင့်ယခုမဲပေးပွဲသည့်လွတ်လပ်တရားမျှတပြီးယုံကြည်စိတ်ချရမှုမရှိကြောင်းပြောဆိုထားတယ်။ဒီနေရာမှာ no vote ပြောလို့လူတွေကိုပြန်ပြီးတော့ပြောတာရှိတယ်။ no vote လို့ online တဲ့အတွက်တဲ့အခြားပါတီတွေကမဲမရတော့ကြက်ဖို့ပဲမဲရမှာအခြားပါတီတွေဆိုတာဘယ်ပါတီကိုပြောတာလဲမသိဘူး။ကျွန်တော်လက်ရှိဒီနေ့မင်းအောင်လှိုင်ကျင်းပတဲ့ရွေးကောက်ပွဲမှာကြက်ဖို့ပါတီကိုရှင်ပြိုင်ပြီးတော့ level ရှင်နိုင်တဲ့ပါတီရှိပါလား။အဲ့တော့တနိုင်ငံလုံးလွတ်တော်တွေကိုရောက်လာမယ်ဗျာ။ထားအခုကိုကြီးတို့ပါတီတို့တက်တက်ခိုင်ပါတီတို့ကိုကြီးပါတီကနေကိုကြီးလွတ်တော်တွေရောက်လာပြီအဲ့ဒီကိုကြီးလွတ်တော်တွေရောက်လာလို့ကိုကြီးရဲ့အဆိုတစ်ခုတင်သွင်းမယ်အဲ့ဒီအဆိုတင်သွင်းတာကိုစစ်တပ်ကလက်မခံလို့ရှိရင်အဲ့ဒီအဆိုကအောင်မြင်လို့ရတာမရဘူးလားရှင်းနေတယ်ဘာဒီမိုကရေစီရဲ့အနှစ်သာရဒီမိုကရေစီရဲ့ပုံသဏ္ဍာန်ဘာမှမရှိတဲ့နာမည်ယူတုံးထားတဲ့အလုပ်တစ်ခုပဲရှိတယ်ဘာလို့လဲဒီမိုကရေစီရဲ့ရွေးကောက်ပွဲဆိုတဲ့နာမည်ကိုယူပြီးတုံးတာလောက်ရကလုံးဝဒီမိုကရေစီမဟတ်ဆက်သလိုတန်တမတဆိုင်ဒါကြီးကိုနိုးပုတ်ပြောလို့ကြက်ဖို့ပဲမဲပေးရမဲရမယ်ဆိုတော့ဘသူကဝင်ရောက်ရှင်ပြိုင်နေလို့လေဟုတ်တယ်မလားရှင်းရှင်းလေးအဲ့တော့လက်ရှိအာဏာယူတဲ့ကောင်တွေကတော့ရွေးကောက်ပွဲကနေထွက်ပေါက်လို့ဖို့လုပ်နေတာအကယ်၍ရွေးကောက်ပွဲအလွန်မှာနိုင်ငံတကာကအတိမတ်ပြုတ်ပါစေလို့ဒါများများစုတောင်းကြပါโอเคအတိမတ်မပြုတ်လာဘူးဆိုရင်နောက်ထပ်ကြီးတစ်ထောက်ကမရှိတော့ဘူးပြပြစ်เสียရန်တူမှာဒီကြီးတစ်ထောက်ပဲရှိတာဒါကြောင့်မလို့ကျွန်တော်တို့တော်လှန်အင်အားစုဘက်မှာပြစ်เสียရည်အများကြီးကြံပါသေးတယ်เนาะ